အားလုံးမင်္ဂလာပါနော်ကျွန်တော်ဒီနေ့ကျွန်တော် channel က live လွှင့်လို့မရသေးဘူးဗျာနော်အဲကြောင့်မလို့ဒီ၄ခုထွက်ရင်နော်၄ခုထွက်ရင်လိုက်ရမယ်နှစ်9ရယ်90ရယ်60ဒီ3ခွက်မွေးရမယ်နော်မနေ့ပြန်ထွက်တော့မထွက်ရင်နောက်တော့ဘက်ဘုဒ္ဓဟူးမကြော်ဘူးနော်နောက်တော့ဘက်မှာကျွန်တော်တို့ပိတ်ရမရှိဘူးပြီးတော့ဒီမနေ့3 break ညနေ3 break အဲ့လိုမနေ့ည3 break တွင်လိုက်ရမယ် break ဒီ1နှစ် break ဟုတ်ပြီနော်ပြီးရင်ဒီ9နှလုံးအထက်အောက်တန်းချင်းကြောင်းက6 break တစ်စုံလာမယ်အဲ့ထိုင်မှာကျွန်တော်ဒီ2 break နဲ့4 break ကိုပူကြိုက်တယ်ဟုတ်ပြီနော်ကျွန်တော်ဒါဗီဒီယိုရိုက်တင်ရတာဖြစ်တဲ့အတွက်သူသတ်မှတ်ထားတဲ့မိနစ်အတွင်းရအောင်လို့ပေါ့နော်ပြီးကျွန်တော်ထိပ်စီးဆိုင်လေးတွေကျွန်တော်ရှင်းပြမယ်နော်ထိပ်စီးဆိုင်လေးတွေကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်ကဲဒါလေးရတစ်ခုပေါ့နော်ပြီးရင်ကျွန်တော်နေကုံစာတော့ကတော့ကျွန်တော်ရေးပြီးသားပေါ့နော်ကျွန်တော်မိတ်ဆွေတို့ကျွန်တော်တခုအချိန်လေးကျွန်တော်အရင်ပြမယ်နော်တေချာလေးတော့ကြည့်ပြီးကျွန်တော်အချိန်မရလို့နော်ဒီနေ့ရယ်ဒီ9ရယ်ဒီ3ညရယ်3လုံးပေါင်းချင်းဒီ1ရဲ့ပါဝါ6 6ချိန်ဒီမှာ3ည6လို့ဆင်းတယ်နော်ဟုတ်ပြီနော်ပြီးရင်ဒီ2ရယ်ဒီ6ရယ်ဒီ3ရယ်6နဲ့3လုံးပေါင်းချင်းဒီလေ1ရဲ့ပါဝါ6 6ချိန်လေဒီမှာ8ဆိုပြီး1တလုံးဆင်းပေးတယ်အဲ့တော့ဒီ1ရယ်ဒီ6ရယ်ဒီ8ရယ်3လုံး168 3လုံးပေါင်းချင်းဒီ9ပါဝါ3ည9 3ညချိန်ဒီမှာ9တလုံးဆင်းတယ်ဒီ9ရယ်ဒီ1ရယ်ဒီ2ရယ်9 1နဲ့3လုံးပေါင်းချင်းဒီ8ရဲ့ပါဝါ3 8 3ချင်းဒီမှာ30လို့ဆင်းတယ်ဒီ3ညရယ်ဒီ9ရယ်ဒီ9ရယ်3ည9 9 3လုံးပေါင်းချင်းဒီ4ရဲ့ပါဝါဒီ9 4 9ဒီမနက်ဖြန်အချိန်ဟုတ်ပြီနော်အဲ့ဒါလေးကအချိန်တစ်ခုရမယ်ပြီးရင်ကျွန်တော်တို့ဒီပါထက်ပြမယ်ဆိုတော့ကျွန်တော်တစ်ချက်ကြည့်ပြီပေါ့နော်ဒီမှာဒီ4က4ရဲ့ပါဝါ9 4နှစ်ခတ်နဲ့4 9နဲ့ဒီ3ညက3ညပါဝါ9 3ညနှစ်ခတ်ခွန်ဒီ8က8ရဲ့ပါဝါ3 8နှစ်ခတ်1ဒီ2က2ရဲ့ပါဝါခွန်2နှစ်ခတ်4ဒီ3က3ရဲ့ပါဝါ8 3နှစ်ခတ်5ဟုတ်ပြီနော်အဲ့လိုလေးဖြစ်ဖို့ဆိုရင်လည်းကျွန်တော်တို့ကဒီမှာကြည့်ရမှာနော်ဒီ9နဲ့ဒီ3ညနဲ့3လုံးပေါင်းခြင်း9ကဒီမဒီ9လာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဒီ2နဲ့ဒီ8နှလုံးပေါင်းခြင်းက3ညအဲ့3ညကဒီ3ညလာဖြစ်တယ်ဒီ6နဲ့ဒီ2နဲ့နှလုံးပေါင်းခြင်း8ကဒီ8လာဖြစ်တယ်ဒီ1နဲ့ဒီ3နဲ့နှလုံးပေါင်းခြင်း4ကဒီ4လာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီမှာ9ရှိနေတဲ့အတွက်ဒီမှာ3ဖြစ်ချင်ရင်ကျွန်တော်တို့က8ထည့်ရမယ်နော်3ဖြစ်ချင်8ထည့်ရမယ်8ဖြစ်ချင်3ထည့်ရမယ်9ဖြစ်ချင်3ညထည့်ရမယ်8 3 3ညဒီမနေ့ဖက်မှာထိပ်စီးပါတဲ့နော်8 3 3ညဒီထိပ်စီးဟုတ်ပြီနော်အဲ့ဒါလေးတစ်ခုရှိမယ်အဲ့ဒီထိပ်စီးစိုက်လေးကိုကျွန်တော်ပြီးနောက်ထပ်ဘာနဲ့ထပ်ပြမလဲဆိုတော့ခုနကကျွန်တော်ပြတာကအဲ့ထိပ်ခုန8 3 3ည3ထိပ်စီနော်ကျွန်တော်တို့ဒီမှာနော်8 3 3ညထိပ်စီအဲ့ဒါကိုကျွန်တော်ဘယ်လိုထပ်ယူမလဲဒီမှာလဲသူကအဲ့ပုံစံနဲ့ပြီးတယ်အဲ့ထိပ်စီလိုင်းကိုကျွန်တော်ထပ်ချုပ်ပေးမယ်ဒီ3ညဒီ8ဒီ2ဒီ3ဒီမှာက3ည9ခွန်8က8 3 1နော်2က2ပါဝါခွန်2နှစ်ခတ်4 3က3ပါဝါ8 3နှစ်ခတ်5အဲ့ဒါလေသူကဘယ်လိုဖြစ်ပေးရမလဲဆိုတော့တဲ့နော်ကျွန်တော်တို့ကလို့ဒီ3ညရယ်ဒီ2ရယ်နော်ဒီ8ရယ်3ည2 8 3လုံးပေါင်းချင်းဒီ3ညကဒီ3ညလာဖြစ်ပေးတယ်ဟုတ်ပြီနော်ဒီ4ရယ်ဒီခွန်ရယ်ဒီ2ရယ်4ခွန်နဲ့3လုံးပေါင်းချင်းဒီ3ကဒီမှာ3လာဖြစ်ပေးတယ်ဒီ3ညရယ်ဒီ9ရယ်ဒီ3ရယ်3ည9 3 3လုံးပေါင်းချင်း2ကဒီမှာ2ဒီ2လာဖြစ်ပေးတယ်ဟုတ်ပြီနော်ဒီ2လာဖြစ်ပေးအဲ့တော့ဒီမှာ385ဖြစ်မယ်ဆိုရင်လည်းကျွန်တော်တို့ကဒီမှာပါရှိမလဲဆိုတော့
ဒီမှာ8ရှိတယ်ဒီမှာ9ရှိတယ်ဒီမှာဆိုရင်385ဖြစ်ဖို့ဆိုရင်8နဲ့9နဲ့ပေါင်းတော့9နော်9ကို3ဖြစ်ဖို့ဆိုရင်8ထည့်ရမယ်9နဲ့8ဖြစ်ချင်တယ်ဆိုရင်3ထည့်ရမယ်ဒီမှာ9ရှိတော့9မှာ3ညဆိုရင်လည်း833ညအဲ့မှာ833ညထိပ်စီး site က2ခုဖြစ်နေတယ်နော်2ခုလာပုံတူနေတယ်ဟုတ်ပြီနော်2ခုလာပုံတူနေတယ်လို့ပြီးရင်ကျွန်တော်နောက်ထပ်တစ် site လေးထပ်သွားမယ်နော်ဒါကထိပ်စီး site 833ညထိပ်စီးနော်အပိတ် site လေးကိုကျွန်တော်ပြမယ်နော်အပိတ် site လေးကိုကျွန်တော်ပြမယ်အပိတ် site လေးကလို့ကျွန်တော်ဘယ်လိုသွားမလဲဆိုတော့ဒီနှစ်နဲ့ဒီရှင်းနဲ့ပေါင်းရည်စီ3ညပါဝါ9 3ညနှစ်ခတ်ခွန်နော်အဲ့ဒီ3ည9ခွန်ဖြစ်ဆိုဒီ4နဲ့ဒီ6နဲ့နှလုံးပေါင်းရည်စီ3ညဖြစ်ရမယ်ဆိုဒီ3ညလာဖြစ်ပေးတယ်ဟုတ်ပြီနော်အဲ့တော့ပြီးရင်တခါဒီ6နဲ့ဒီနဲ့နှလုံးပေါင်းရည်စီ8ရဲ့ပါဝါ3 8နှစ်ခတ်1အဲ့တော့831ဒီ831ဖြစ်လို့ဒီ3ညနဲ့ဒီ1နဲ့ပေါင်းလိုက်တော့1ဒီတစ်လုံးလာညှိတယ်ဟုတ်ပြီနော်ဒီ1နဲ့ဒီ9နဲ့ပေါင်းတော့လဲ831ကီးပဲအဲ့တော့ဒီ8နဲ့ဒီ9နဲ့နှလုံးပေါင်းခြင်းဒီ3လာဖြစ်တယ်ဒီ9နဲ့ဒီ9နဲ့နှလုံးပေါင်းခြင်းဒီ4ရဲ့ပါဝါ9 4နဲ့ခတ်2 4 9နဲ့ဖြစ်ဖို့ဆိုရင်လဲဒီ2နဲ့ဒီ3ညနဲ့လာပြီးတော့2ဒီ2လာဖြစ်ပေးတယ်အဲ့တော့မနက်ဖြန်အတွက်ဆိုရင်လေဒီ3ညနဲ့ဒီ9နဲ့နှလုံးပေါင်းခြင်းဒီခွန်ရဲ့ပါဝါ2ခွန်နဲ့ခတ်3ညခွန်နဲ့3ညဖြစ်ဖို့ဆိုဒီမှာ3တလုံးရှိနေတယ်ခွန်ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့က4ထည့်ရမယ်2ဖြစ်ဖို့ဆိုရင်9ထည့်ရမယ်3ညဖြစ်ဖို့ဆိုရင်ကျွန်တော်တို့ကခွန်ထည့်ရမယ်အဲ့တော့4 9ခွန်စီအပိတ်နော်4 9ခွန်စီအပိတ်ဒါကအပိတ်တစ်လိုင်းအဲ့တော့ကျွန်တော်တို့ကမနက်ဖြန်ဘာနဲ့တွဲမလဲဆိုတော့833ညကို4 9ခွန်အပိတ်နဲ့သွားမယ်အဲ့တော့ရမယ့်ကဏ္ဍစီ84 89 8ခွန်34 39 3ခွန်ပြီးရင်3ည4 3ည9 3ညခွန်ဒါတစ်ဆိုင်နော်ဟုတ်ပြီနော်ဒါ83ခွန်83ခွန်အဝါနဲ့အဆိုင်ပေါ့နော်ဒီထိပ်စီးကဒါထိပ်စီးဒါကအပိတ်ဟုတ်ပြီနော်833ညထိပ်စီးကို833ညထိပ်စီးကိုကျွန်တော်တို့ဒီ49ခွန်အပိတ်နဲ့ကစားမယ်မနက်ပိုင်းတော့ဒီ9ခွက်ဟုတ်ပြီနော်ဒါလေးကတစ်ဆိုင်နော်ကျွန်တော်နောက်တစ်ဆိုင်လေးထပ်ရှင်းပြမယ်ကျွန်တော်ဗီဒီယိုလိုက်လွှင့်လို့မရသေးလို့ဒီ channel ကနော်နောက်တစ်ခုကဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တို့အချင်းလေးကိုကျွန်တော်တို့အရင်သွားမယ်နော်သူကဘယ်လိုသွားမလဲဆိုတော့လို့ခဏလေးနော်ဒီနှစ်နဲ့ဒီ3ညရဲ့ဒီနှစ်3ညနဲ့3လုံးပေါင်းခြင်းဒီ4ရဲ့ပါဝါကို4 9ချင်းဒီမှာ3ည9လို့ဆင်တယ်အဲ့တော့ဒီ3ရဲ့ဒီ9ရဲ့ဒီ3ညရဲ့3 9 3ညနှလုံးပေါင်းခြင်းဒီ2ရဲ့ပါဝါဒီခွန်နဲ့2ခွန်ချင်းဒီမှာ4နှစ်လို့ထွက်တယ်ဒီ3ညရဲ့ဒီ2ရဲ့ဒီ3ရဲ့3လုံးပေါင်းခြင်းဒီ9ပါဝါ3ည9 3ညချင်းဒီမှာ3ည6လို့ထွက်တယ်နော်အဲ့တော့ဒီ9ရဲ့ဒီ6ရဲ့ဒီ8ရဲ့9နဲ့6နဲ့ပေါင်းတော့9 8နဲ့ပေါင်းတော့3ပါဝါ8 3 8ချင်းဒီမှာ8တက်လို့ထွက်တယ်ဒီ2ရဲ့ဒီ1ရဲ့ဒီ1ရဲ့3လုံးပေါင်းခြင်းဒီ9ပါဝါ3ည9 3ညချင်းဒီမှာ2 5လို့ထွက်တယ်ဒီ6ရဲ့ဒီ9ရဲ့ဒီ9ရဲ့6 5 9 3လုံးပေါင်းခြင်းဒီလဲ3ညပါဝါ9ဒီမှာ30လို့ထွက်တယ်အဲ့တော့မနက်ဖြန်အတွက်ဆိုဒီ3ညရဲ့ဒီ1ရဲ့ဒီ3ညရဲ့ပေါင်းခြင်းဒီ1ဒီ9နဲ့ပေါင်းတော့3ညမနက်ဖြန်ဒီ3ည5အချိန်နော်အဲ့ဒါလေးက3ည5အချိန်တစ်ခုပြီးရင်နောက်ထပ်အချိန်တစ်ခုကျွန်တော်ထပ်ပြမယ်နော်နောက်ထပ်အချိန်တစ်ခုပြမယ်ဆိုတော့ဒီ9နဲ့ဒီ2နဲ့နှလုံးပေါင်းခြင်းဒီ1ရဲ့ပါဝါဒီ6 6အချိန်ဒီမှာ1 6ချိန်နဲ့9 3ညချိန်3ည6လို့ပြီးထွက်တယ်နော်ပြီးရင်ဒီ3ညနဲ့ဒီ6နဲ့နှလုံးပေါင်းခြင်းဒီလဲ6တဲ့6ရဲ့ပါဝါဒီ1 6တဲ့အချိန်နဲ့3 8အချိန်မှာ8တက်လို့ပြီးထွက်တယ်ဒီ4နဲ့ဒီ1နဲ့နှလုံးပေါင်းခြင်းဒီ9ပါဝါ3ည9 3ညချိန်9 3ညချိန်9တလုံးပဲဆွဲထုတ်သွားတယ်နော်အဲ့တော့ဒီ3ညနဲ့ဒီ9နဲ့နှလုံးပေါင်းခြင်းလဲ9ပါဝါ3ည9 3ညချိန်လည်းဒီမှာ3ညတလုံးဆွဲထုတ်တယ်အဲ့တော့မနေ့ဖန်ဆိုရင်ဒီ8နဲ့ဒီ3ညနဲ့ပေါင်းခြင်းဒီ8ပါဝါ3နဲ့အဲ့တော့သူကအချိန်မတူဘူးဆိုရင်တွဲထွက်ပေးတယ်အချိန်တူရင်တော့သူပုံတူတာတလုံးကိုဆွဲထုတ်သွားတယ်ဒီမှာကမတူတဲ့ဖြစ်တဲ့အတွက်ဒီမှာဆိုရင်လည်းပါရမလဲ
38 33 58 53ဆိုတဲ့ဟာလေးတစ်ခုရမယ်ဟုတ်ပြီနော်ဒါလေးကတစ်ခုပါပြီးရင်ကျွန်တော် break line လေးကျွန်တော်ထပ်ဆွဲပြမယ်နော် break line လေးကျွန်တော်ထပ်ဆွဲပြမယ်ဒါမိတ်ဆွေတို့ကြိုက်တဲ့ဟာကိုယူသုံးပါနော် break line လေးကဘယ်လိုလာမလဲဆိုတော့ဒီ9နဲ့ဒီ3ညနဲ့နှလုံးပေါင်းခြင်းဒီ9တဲ့9ရဲ့ power 4 9နဲ့ခက်6 9လေး6 break ကဒီမှာ8တစ်ဆိုပြီး9 break ဆင်းတယ်ဒီ2နဲ့ဒီ8နဲ့နှလုံးပေါင်းခြင်းဒီ3ည power 5 3ညနဲ့ခက်ခွန်3ည5ခွန် break ကဒီမှာ2 5ဆိုပြီးခွန် break ဆင်းတယ်နော်ဒီ6နဲ့ဒီ2နဲ့နှလုံးပေါင်းခြင်းဒီ8ရဲ့ power 3 8နဲ့ခက်1ကလည်းဒီမှာ3 break ဆင်းတယ်အဲ့တော့မနက်ဖြန်ဆိုဒီ1နဲ့ဒီ3နဲ့နှလုံးပေါင်းခြင်းဒီ4တဲ့4ရဲ့ power ကို4နဲ့ခက်2ဒီ4 9 2ဒီ break ပါတဲ့နော်ဒါက4 9 2 break တစ် site ပြီးရင်ကျွန်တော်မနေ့က3 8 break ရတော့တဲ့ site လေးကျွန်တော်ထပ်ပြမယ်ဒီ8ရဲ့ဒီ3ရဲ့ဒီ8ရဲ့ကျွန်တော်ပေါင်းခြင်းဒီ9ရတယ်9 power 4 9 4 break ကဒီမှာ9 break ဆင်းတယ်ဒီ2ရဲ့ဒီ8ရဲ့ဒီ2ရဲ့2 8နဲ့နှလုံးပေါင်းခြင်းဒီ2ရဲ့ power ခွန်2ခွန် break ကဒီမှာခွန် break ဆင်းတယ်နော်မနေ့ကညကျွန်တော်ပေးခဲ့တဲ့ break ဒီခွန်ရဲ့ဒီ2ရဲ့ဒီ9ရဲ့ခွန်2 9 3လုံးပေါင်းခြင်းဒီ8ရဲ့ power 3 8 3 break ကဒီမှာ3 break ဆင်းတယ်မနက်ဖြန်ဆက်ပေးခဲ့မယ်ဆိုဒီ9ရဲ့ဒီ9ရဲ့3လုံးပေါင်းခြင်းဒီခွန်ရဲ့ power ဒီ2ခွန်2 break ဒီမှာ4 9 2 break 2 break တူတယ်နော်အဲ့တော့ခုနကျွန်တော်ပြတဲ့နော်အဲ့တော့ဒီမှာက2 break ကဘုံတူနေဒီမှာလည်း2 break ဒီမှာလည်းခွန်2 break ဆိုတော့2 break ကအားကောင်းတယ်အဲ့တော့ဒီထဲမှာဆိုရင်ကျွန်တော်တို့ကဒီမှာက4 9နှစ် break ရတယ်ဒီဘက်မှာက9နှစ် break ရဆိုတော့2ခွန်4 9 break လို့ကျွန်တော်တို့သုံးလို့ရတယ်ပေါ့ဗျာနော် break ကတော့4လုံးပေါ့နော်2ခွန်4 9 break ထဲမှာဒါမိတ်ဆွေတို့ကြိုက်တဲ့ဟာကိုယူသုံးအခုနောက်ကကျွန်တော်ပြခဲ့တဲ့ထဲမှာဒီ83ည3နဲ့4 9ခွန်ထဲမှာ2ခွန်4 9 break ဆိုဒီမှာ2 break ခွန် break နော်ပြီးမှကျွန်တော်ကိုပြန်ဆွဲထုတ်ပြီးမယ်နော်အဲ့တော့ကျွန်တော်အခုဒါကတော့အချင်းဆိုင်လေးကိုပြီးမှကျွန်တော်ဟိုကတွဲထုတ်ပြီးမယ်နော်ဒါကကျွန်တော်နေကုန်ထုတ်ထားတဲ့ခါလေးပါနေကုန်ထုတ်ထားတဲ့ break ထဲမှာလည်းတစ်ချက်ကြည့်မယ်ပေါ့နော်ဒါကျွန်တော်ရေးထားပြီးသားမနေ့ကနေကုန်လုံးမှရ2တလုံးရှိမယ်နေကုန်ပတ်တိရ6ကိုကီးခွေရ1နဲ့6ခွန်ခွေမှာ1 6နဲ့ခွန်6ကိုကျွန်တော်ကြိုက်တယ်နေကုန်ထုတ်ခွက်ဆို6 1 6နဲ့6 6 6ခွန်9နဲ့ဆို9 1 9နဲ့9 6 9ခွန်နေကုန် break က2 3 4 5 break ဒီမှာ2 break ပါတယ်ဒီမှာ4 break ပါတယ်အဲ့နှလုံးကိုကြိုက်တယ်ကျွန်တော်နော်အဲ့တော့ပြီးရင်ကျွန်တော်တို့ဒီမနေ့ည3 break တူထွက်ထိုင်လဲ1နှစ် break ဆင်းရမယ်ဆိုဒီမှာ2 break ကလည်းတစ်လုံးလာတူနေတယ်နော်အဲ့မူလေးရှိတယ်အဲ့တော့ကျွန်တော်မနေ့ကပထမမယုံအနေနဲ့6နှစ်6 3 6 6 9နှစ်9 3 9 6ဒါပါမယုံတူမယုံနေကုန်နှစ်ကွက်ကောင်းဆိုရင် sorry ဒီကောင်က20ဗျကျွန်တော်မှားသွားလို့နော်20နဲ့2 3နေကုန်တစ်ကွက်ကောင်းဆိုရင်1နှစ်ဒါကတော့နေကုန်စာလေးပေါ့နော်ဒါမိတ်ဆွေစကောချောင်းရယူတာအဲ့တော့ခုနကကျွန်တော်တွဲမဲ့ဟာလေးကျွန်တော်ထုတ်ပေးမယ်နော်83ည3ကိုတဲ့နော်83ည3ထုတ်မယ်ဆိုတော့84 89 8ခွန်34 39 3ခွန်ပြီးရင်34 39 3ခွန်ဒါက83 3ထိပ်စီးနဲ့4 9ခွန်အပိတ်ကိုဆွတ်တွဲပေးတာပေါ့နော်အဲ့တော့ဒီဟာကကြတော့ကျွန်တော်တို့က35ချင်းနဲ့83ချင်းကိုကျွန်တော်တို့တွဲထုတ်မယ်နော်အဲ့ဒါကဘာရမလဲဆိုတော့38 33 58 53ဆိုတာလေးရမှာဒါကမနက်ပိုင်းထိုးရဲ့အတွက်ကိုကျွန်တော်ရွေးပေးမယ်ခွန်2ခွန်4 9 break ဆိုဒီမှာ2 break ဒီမှာခွန် break ဒီမှာခွန် break ဒီမှာ2 break ဒီမှာ4 break 9 break ခွန် break နော်8ခွန်နဲ့3ခွန်ကိုပယ်မယ်84 89 34 30 34 39 39ခွန်ဒီထဲမှာကြတော့ကျွန်တော်တို့က2ခွန်4 9 break ကမပါဘူးဒီထဲမှာကျွန်တော်ကြိုက်ဆုံးတစ်ကွက်နှစ်ကွက်ဒီအောက်ကနှစ်ကွက်ကိုပို့ကြိုက်တယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကမနေ့ကမနေ့ပိုင်းကိုဒီ၄ကွက်ပဲကစားမလားဒီကောင်ကိုကစားမလားမိတ်ဆွေတို့ကြိုက်တဲ့ဟာကိုယူသုံးပါအကုန်တော့မကစားပါနဲ့ဒီမှာဆိုတစ်ကွက်နှစ်ကွက်သုံးကွက်လေးကွက်ငါးကွက်6ကွက်9ကွက်10ကွက်9ကွက်ဒီမှာက9ကွက်ရှိတယ်ဒီမှာ4ကွက်ဆို73ကွက်အားလိုက်26ကွက်ကြီးဖြစ်နေလို့ညားလို့ပေါ့နော်ကွက်ကိုတက်နိုင်တယ်ဆိုတော့ကစားပေါ့ဗျာနော်မနေ့ကကျွန်တော်အကြိုက်ဆုံး break ဒီ2 break ကိုကျွန်တော်ပိုကြိုက်တယ်2 break ကိုကျွန်တော်ပိုကြိုက်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော် live လွှင့်လို့မရသေးတဲ့အတွက်တစ်ပတ်စာ live လွှင့်ရမယ်ဆိုတော့မနေ့ကလောက်ဆိုတော့ live လွှင့်လို့ရပြီလို့ထင်တယ်
အဲ့တော့မနေ့ကညကျတော့ဒီ channel ကပဲ live လွှင့်ရမှာပါကျွန်တော်အရင် channel ကနှစ်ပတ်အပိတ်ခံထားရတော့23ရက်နေ့လောက်မှကျွန်တော် live လွှင့်လို့ရမှာအဲ့ဒါလေးတော့တစ်ချက်တီးခံပေးပါလို့เนาะကျွန်တော်မေတ္တာရက်ခံတာပါကဲအဲ့တော့ကျွန်တော်မိတ်ဆွေများအပိတ်နေ့မှာအဆင်ပြေကြပါစေဗျာเนาะဒါလေးကိုစကွန်ရှော့ရရင်ရိုက်ယူထားလိုက်ပါဗျာအောက်ကဟာလေးတွေမနေ့ပိုင်းတီးတန်းကစားဖို့ပါเนาะဟိုအပေါ်ဟာတော့နေကုန်စားပါကဲအဲ့တော့အားလုံးကျေးဇူးပါဗျာเนาะ